Hello Dada Theory Healthy Living Channel မှာကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာပြောပြချင်တဲ့အကြောင်းအရာကတော့မီလာနိုမာလို့ခေါ်တဲ့ရေပြားကင်ဆာယောဂရှင်များအတွက် Moderna Mac ရဲ့ mRNA ကာကွယ်ဆေးအကြောင်းဗဟုသုတအနေနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်။ပထမအချက်အနေနဲ့ရေပြားကင်ဆာယောဂရှင်များအတွက် mRNA ကာကွယ်ဆေးထုတ်ဖို့နီးပြီလားဆိုရင်နီးလာပါပြီ။ကျွမ်းကျင်သူတွေကတော့2030ခုနှစ်တွင်ဈေးကွက်ထဲကိုရောက်လာလိမ့်မယ်လို့ခန့်မှန်းထားကြပါတယ်။ဒုတိယအချက်အနေနဲ့ mRNA ကာကွယ်ဆေးဆိုတာဘယ်လိုမျိုးလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားပါမယ်။ mRNA 4157 V940 သည်အမေရိကန်အခြေစိုက်ဇီဝနည်းပညာနဲ့ဆေးဝါးကုမ္ပဏီများဖြစ်တဲ့ Moderna နဲ့ Merck မှပူးတွဲတီထွင်ထုတ်လုပ်ထားတဲ့သီးသန့်ကင်ဆာကာကွယ်ဆေးဖြစ်တယ်။လူနာတဦးချင်းစီအတွက်တိကျအချိန် Neoantigen 34ခုအထိ encode လုပ်ရန်ဒီဇိုင်းထုတ်ထားတဲ့တစ်ခုတည်းသောဓာတု mRNA မော်လီကျူတစ်ခုပါဝင်တယ်။တတိယအချက်အနေနဲ့ဆိုရင်ခန္ဓာကိုယ်ရဲ့ mRNA ကာကွယ်ဆေးထိုးလိုက်တဲ့အခါမှာကိုယ်ခံအားစနစ်ကဘယ်လိုတုံ့ပြန်အလုပ်လုပ်လဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။ကိုယ်ခံအားကုထုံးဆေး Keytruda နဲ့အတူ mRNA 4157ကာကွယ်ဆေးခန္ဓာကိုယ်ရဲ့ထိုးလိုက်တဲ့အခါမှာလူနာရဲ့ဆဲကနေ Neoantigen တွေထွက်လာတယ်။အဲ့ဒီ Neoantigen ဟာကိုယ်ခံအားစနစ်မှာရှိတဲ့ T cell တွေထွက်လာအောင်လှုံ့ဆော်တယ်။လှုံ့ဆော်ထားတဲ့ activated T cell တွေကကင်ဆာဆဲများကိုပြစ်မှတ်ထားပြီးတိုက်ခိုက်ဖျက်ဆီးကြမှာပါ။သဒုဋ္ဌအချက်အနေနဲ့9နှစ်အတွင်းစမ်းသပ်မှုရလဒ်ကိုပြောပြပါမယ်။လက်တွေ့စမ်းသပ်ထားတဲ့9နှစ်တာဒေတာအရ mRNA 4157ကာကွယ်ဆေးနဲ့ကိုယ်ခံအားကုထုံးဆေး Keytruda ပေါင်းစပ်ထားတဲ့ဆေးဝါးဟာအရေပြားကင်ဆာအဆင့်3-4လူနာများတွင်ကင်ဆာပြန်လည်ဖြစ်ပွားမှုကိုလျှော့ချတဲ့နေရာမှာအောင်မြင်တဲ့ရလဒ်ကောင်းတွေရရှိနေပါတယ်။နောက်ဆုံးအနေနဲ့ဆိုရင်ခွဲစိတ်ပြီးသားအရေပြားကင်ဆာလူနာများတွင်ကိုယ်ခံအားကုထုံးဆေးနဲ့အတူ mRNA ကာကွယ်ဆေးထိုးထားရင်ကင်ဆာပြန်လည်ဖြစ်ပွားမှုနှုန်းကိုဘယ်လောက်ရာခိုင်နှုန်းလောက်လျှော့ချပေးနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။ရေပြားကင်ဆာလို့သိတဲ့အချိန်မှာခွဲစိတ်မှုတွေလုပ်ကြတယ်။ခွဲစိတ်မှုလုပ်တဲ့အချိန်မှာခန္ဓာကိုယ်ရဲ့မမြင်နိုင်တဲ့အချို့နေရာတွေမှာကင်ဆာဆဲတွေကကျန်ခဲ့တယ်။အဲဒါကြောင့်ခွဲစိတ်မှုလုပ်ပြီးရေပြားကင်ဆာအဆင့်3-4ယောဂရှင်အများစုဟာ2နှစ်ကနေ9နှစ်အတွင်းပြန်ဖြစ်တတ်ကြတယ်။အဲဒါကြောင့်ကိုယ်ခံအားကုထုံးဆေးနဲ့အတူ mRNA ကာကွယ်ဆေးထိုးထားရင်ကင်ဆာပြန်လည်ဖြစ်ပွားမှုကို49%လျော့နည်းစေမှာပါ။ကဲဒီလောက်ဆိုရင်တော့ Moderna ရဲ့နာမည်ကြီးနေတဲ့ mRNA ကာကွယ်ဆေးအကြောင်းဗဟုသုတရလောက်ပြီလို့ထင်ပါတယ်။ဒီကာကွယ်ဆေးသာဈေးကွက်ထဲကိုရောက်လာမယ်ဆိုရင်မီလာနိုမာယောဂရှင်များအတွက်ဝမ်းသာစရာဖြစ်မှာအမှန်ပါပဲ။နောက်ထပ်သတင်းကောင်းတစ်ခုကတော့ဒီ mRNA နည်းပညာကိုအခြေခံပြီးအစောပိုင်းအဆင့်အဆုတ်ကင်ဆာနဲ့အခြားအကျိတ်များအတွက်လည်းစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်နေကြပြီလို့သိရှိရပါတယ်။စမ်းသပ်စစ်ဆေးမှုအချက်အလက်များသိရှိရတဲ့အခါဆက်လက်ပြီးတော့ပြောပြပေးသွားပါမယ်။ကျန်းမာရေးဗဟုသုတနဲ့ပတ်သက်တဲ့ update အချက်အလက်တွေကိုဆက်လက်ပြီးမျှဝေပေးသွားမှာဖြစ်လို့ Dr. Theory Healthy Living Channel ကို subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်ရှင်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြရအောင်။